ဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့တူပရိသတ်တွေရဲ့တဲနှလုံးကိုချွေယူလိုက်ပြန်တဲ့ပြည်သူတွေအခုရက်ပိုင်းနဲ့ TikTok ဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့တူပရိသတ်တွေရဲ့ချစ်ကိုသိမ်းပိုက်လိုက်တာကတော့တရုတ်ဆောင်မင်းသမီးအိန္ဒြာကျော်စင်နဲ့မင်းသားပြည်သူတို့ရဲ့သမီးလေးပြည်သူဒရာပါအလုံးသိကြတဲ့အတိုင်းပြည်သူနဲ့အိန္ဒြာကျော်စင်တို့ဟာနိုင်ငံကျော်ပြည်သူချစ်အမှုပညာရှင်ကြီးတွေဖြစ်တယ်လို့ဒီလိုပြည်သူချစ်အမှုပညာရှင်နှစ်ယောက်ရဲ့သမီးလေးဖြစ်တဲ့ပြည်သူဒရာလေးဟာပါဖောင်းဖောင်းလေးနဲ့အတူမျက်နှာချွတ်ချွတ်လေးနဲ့မို့အလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်အထူးသဖြင့်ပြည်သက်တွေကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းပညာရှင်တယောက်ရဲ့ရင်သွေးသမီးရတနာလေးဖြစ်တဲ့ပြည်သူဒရာလင်းရဲ့ချစ်စရာကောင်းမှုအသက်အရွယ်နဲ့မမျှအောင်အိန္ဒြေသိက္ခာကြီးမားပုံတို့ကိုချီးကျူးပြောဆိုနေကြတာပါပြည်သူဒရာလေးရဲ့ချစ်စရာကောင်းမှုနဲ့အလားတရားကိုလည်းပြောကြသလိုပါဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေတဲ့ပြည်သူဒရာလေးကိုအားလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်အင်တာနက်ပေါ်မှာပြည်သူဒရာလေးရဲ့ဓာတ်ပုံနဲ့ဗီဒီယိုအသစ်တွေတက်လာရင်လည်းအားလုံးကချစ်ခင်အားပေးကြတာပါအခုမှလည်းပြည်သူဒရာလင်းရဲ့ချစ်စရာကောင်းတဲ့ TikTok ဗီဒီယိုဖိုင်လေးတစ်ခုတက်လာတာပါအဆိုပါဗီဒီယိုဖိုင်လေးမှာချစ်စရာကောင်းနေတဲ့ပြည်သူဒရာရဲ့ပုံရိပ်လေးကြောင့်လည်းအားလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်အထူးသဖြင့်ပြည်သူဒရာလေးဟာဓာတ်ပုံတွေဗီဒီယိုတွေထဲမှာဆိုရင်မျက်နှာထားတည်ငြိမ်သလိုရှိနေပေမဲ့လည်းစကားပြောတဲ့အခါရီမောလိုက်တဲ့အခါတော်တော်လေးကိုချစ်စရာကောင်းနေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကပြည်သူနဲ့အိန္ဒြာကျော်စင်တို့ရဲ့သမီးရတနာလေးပြည်သူဒရာလေးဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းစူပါမင်းသမီးတလန်ကျင်းတီဖြစ်လာလိမ့်မယ်လို့ဟောကိန်းထုတ်ကြပါတယ်။